ဒီငရဲရဲ့အကြမ်းတမ်းဆုံးပြစ်ဒဏ်ကတော့ကြီးမားလာတဲ့ကြိတ်ခွဲတဲ့ချက်ပြပါပဲအပြစ်ရှိသူတွေဟာမရမနာပြေးနေရမှာပါမြစ်ထဲကိုခုန်ချရင်တော့လွတ်မယ်လို့ထင်ကောင်းထင်နိုင်ပါလေဒါပေမဲ့ဒီမြစ်ထဲမှာအသားစားငါးတွေနဲ့ပြေးနေပါလေဒါကငရဲခုနှစ်ထက်ရဲ့ထိတ်လောက်ပဲရှိပါသေးတယ်လိန်ညောင်မှုအတွက်ရှာဆွဲငရဲမဖြောင့်မတ်သူတွေအတွက်ရေခဲငရဲသစ္စာဖောက်မှုအတွက်မှန်ငရဲအကြမ်းဖက်မှုအတွက်ကြောင်ငရဲနဲ့ရမမင်းကိုရိုင်းတရားစီရင်နဲ့မိသားစုဆက်နွယ်မှုငရဲတို့ရှိပါလေဒီစမ်းသပ်မှုခုနှစ်ခုကနေအပြစ်ကင်းစွာနဲ့ထွက်ပေါ်လာသူတွေသာပြန်လည်မွေးဖွားနိုင်ခွင့်ရှိပါလေဒီနေ့မှာတော့အထူးဝိညာဉ်တစ်ပါးဒီစွန့်ပစ်ခံရကိုရောက်ရှိလာပါလေသူဟာမိသားသမားတစ်ယောက်ဖြစ်ပြီးမိနစ်အနေငယ်အကြာကကင်းစရေးလုပ်ငန်းတစ်ခုမှာမြေပြင်မြင့်ကနေလေထဲမှာရက်နေစဉ်ရုတ်တရက်ကျိုးပြတ်သွားခဲ့ပါလေသူဟာကဲတင်ခဲ့တဲ့ကလေးကိုရင်မန်းနဲ့ချီထားပြီးဘေးကင်းရာဂရေမောကိုခုန်ချသွားခဲ့ပါလေထူးဆန်းစွာနဲ့ပဲသူဟာဒဏ်ရာရရှိခြင်းမရှိဘဲကြံ့ရင်ခဲ့ပါလေတေချင်းတရားကနေပြီးအခုလိုမျိုးကက်တီလေးလွတ်မြောက်ခွင့်ရခဲ့တာကဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်နိုင်ပါလေသူဟာကလေးငယ်နဲ့စကားပြောဖို့ကြိုးစားပေမဲ့သူပြောသမျှကိုဘယ်သူမှမကြားကြပါဘူးရုတ်တရက်သူ့နာမည်ကိုခေါ်နေတဲ့အတန်တွေကြားလိုက်ရပါလေအတန်ရဲ့မူလားအစကိုရှာဖွေရင်အနက်ရောင်ဝစ်စုံပြောင်းနေတဲ့လူနှစ်ယောက်ကိုသူမြင်လိုက်ရပါလေမိသားသမားဟာသူတို့ကိုချက်ချင်းဖယ်ရှားဖို့အော်ပြောနေချိန်မှာပဲသူခန္ဓာကိုယ်ကိုမြေကြီးပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရပါလေအဖွဲ့သားတွေကတချို့ကသူ့ကိုပြန်လဲရှင်းတောင်းကြိုးစားနေကြပြီးတချို့ကတော့ဝမ်းနဲ့ကြေကွဲစွာငိုနေကြပါလေထိုအချိန်မှာပဲသူတည်ဆုံးသွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါလေအနက်ရောင်ဝစ်စုံပြောင်းနေတဲ့လူနှစ်ယောက်ဟာသူ့အနားကိုရောက်လာခဲ့ပြီးငရဲမဆေးလွတ်လိုက်တဲ့စေတမန်များဖြစ်ကြောင်းမိတ်ဆက်ပြောကြလာပါလေမိသားသမားဟာသူတည်ဆုံးသွားပြီဆိုတာကိုလက်မခံနိုင်ခဲ့ပါဘူးသူဟာမသိချင်သေးပါဘူးသူ့အမေကိုနောက်ဆုံးတစ်ချိန်လောက်ထပ်မံတွေ့ချင်နေခဲ့ပါသေးတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာဝေကတော်တွေကိုဆွဲခေါ်ခံလိုက်ရပြီးမြေအောက်ကဘာကိုရောက်ရှိကပျောက်ကွယ်သွားပါတော့တယ်